ငိုရတဲ့အချိန်တိုင်းမှာဒီဒေသနာလေးကိုအမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံဘုံကတွေးမိတာတရားလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသမုဒ္ဒရာလေးစင်းမှာရှိတယ်ရေထက်တောင်များတယ်လို့ပြောတာဒီတစ်စက်နဲ့တော့တိုးပြီးတော့များတော့ပါဘူးဟုတ်လားငိုမနေပါနဲ့လို့ကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လားဒီမှာမြတ်စွာဘုရားအဲ့ဒါလိုလေးသမုဒ္ဒရာလေးစင်းမှာရှိတဲ့ရေကနဲတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးဘာသာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပါနော်ကိဉ္ကရဏအမတုံပမိစတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနဲ့ကိဉ္ကရဏဘယ်အကြောင်းကြောင့်အမတုံသင်သည်ပမိစတိမေလျော်၍နေပြီတည်းတဲ့ဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာလဲအဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့ဒါအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုးနေတာငကိုယ်တော့ကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြတ်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဒီလောက်ငိုစရာကောင်းမှာမဟုတ်ဘူးကျွန်တော်မေ့ခဲ့ကြတာနော်ငိုတော့တကယ်ငိုခဲ့ကြတာပဲနော်အရင်ဘဝကလည်းငိုရတယ်အရင်ဘဝကလည်းငိုရတယ်တကယ်ကိုအကြီးအကျယ်မြည်ကြီးမှလူလှိမ့်ပြီးတော့ငိုခဲ့တယ်ငိုရင်းနဲ့သေခဲ့တဲ့ဘဝတောင်ရည်တွက်နိုင်မှာမဟုတ်အဲ့ဒါလေးကျုပ်တို့ဘာဖြစ်ပြလိုက်တာတော့မေ့ပလိုက်တာပရိသေတွေနေတဲ့ကိစ္စအလွန်ဆင်းရဲတာသေတဲ့ကိစ္စကလည်းအလွန်ဆင်းရဲတာဆိုတဲ့အတွက်ကြောင့်ဘုန်းတို့ဘဝချသွားပြီဆိုတာနဲ့အရင်ဘဝကဘာတော့အမေကြီးမေ့ပြလိုက်တာပြန်စဉ်းစားလည်းမပေါ်တော့တကယ်လို့သာအရင်ဘဝငိုခဲ့တာတွေကိုမြတ်ဘုန်းတို့ပြန်ပြီးတော့သိနိုင်မယ်မြင်နိုင်မယ်အမှတ်ရနိုင်မယ်ဆိုလို့ရှိရင်အများကြီးတန်ဝေကရနိုင်စရာအကြောင်းမရှိဘူးလားရှိတယ်လို့အဲ့ဒါကိုစဉ်းစားရင်းနဲ့တစ်ဆက်တည်းဘုန်းဘုရားဘာတွေးမိတော့ဆိုဂိုင်ထားပါလေအရင်ဘဝငိုခဲ့တာတွေကိုအမှတ်မိတာဂိုင်ထားပါတော့ဒီဘဝငိုခဲ့တာတွေကိုအမှတ်ရမယ်ဆိုရင်တော့တော်တော်ကောင်းအောင်ပဲဒါလည်းယောဂီတို့ဘုံဘဝကိုတွေးတာလေးကိုမျှဝေကြည့်တာပါဒီဘဝလည်းပဲချိန်မုံများဆိုငိုခဲ့ဘူးလားဘယ်ရွာစားငိုတာအမိဝမ်းထွက်တဲ့စားငိုတာဟုတ်လားငိုတာနော်စိတ်တိုင်းမကြတိုင်းငိုတာကလေးဘဝငိုတာငိုခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့စဉ်းစားကြည့်တာဒီဒေသနာကိုလက်တွေ့အသုံးချကြည့်စေခြင်းဘာလို့ငိုတာတော့အခုချိန်ကြတော့လည်းပဲဘာမှမဟုတ်ဘူးနဲ့ကရှောက်ပြီးတော့ငိုခဲ့တာပဲလို့များတွေးမလားအဲ့ဒီတုန်းကတော့တကယ်ကိုငိုစရာထင်ပြီးတကယ်ကိုခံစားပြီးတော့ဘာလုပ်ခဲ့တာတော့ငိုခဲ့တာနော်ဒါပေမဲ့အခုချိန်ပြန်ကြည့်ရင်တော့အဲ့ဒါတွေကငိုစရာမဟုတ်ပါဘူးဒါပေမဲ့သူ့အရွယ်နဲ့သူ့အသိဉာဏ်လေးနဲ့သူကသူအဲ့ဒီတုန်းကတော့ငိုတဲ့နဲ့ထင်လို့ငိုလောက်လို့ကိုဘာလုပ်ခဲ့တာတော့ငိုခဲ့တာဟုတ်လားအဲ့ဒါတွေကိုဘုံဘုံတို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘဝရဲ့အကြောင်းကိုနားလည်ဖို့ကြိုးစားတဲ့နေရာမှာတသိတဒေသကနေပြီးတော့နားလည်အောင်ကြိုးစားရရောက်မယ်လို့မဆိုနိုင်ဘူးလားအမျိုးမျိုးပဲနော်တရားရတယ်ဆိုတာဘဝအကြောင်းကိုသိတာကိုပြောတာနော်ဘဝအကြောင်းကိုသိဖို့အတွက်ဘုံဘုံတို့တွေကရှုထောင့်မျိုးစုံနေရာမျိုးစုံကနေကြည့်တတ်မယ်ဆိုလို့ရှိရင်ပိုမကောင်းဘူးလားပိုကောင်းနော်တရားထိုင်ရင်းနဲ့လောလောဆယ်ဖြစ်နေတဲ့ယုံနံကိုကြည့်ပြီးတော့ဘဝအကြောင်းနားလည်အောင်လုပ်တာတပိုင်းပေါ့နော်ဒီလိုတန်ဝေကဉာဏ်တွေရင့်တန်အောင်ကြိုးစားအားထုတ်တဲ့အပိုင်းကတပိုင်းပေါ့အကုန်လုံးဟာအသိဉာဏ်ကိုရအောင်ကြိုးစားအားထုတ်နေကြတာကြီးပဲလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ဒီကထားလေးကိုဘုံဘုံကပြောပြတာဟုတ်လားတဥဒရာ၄စင်းမှာရှိတဲ့ရေဟာနေတယ်ဒုက္ခနဲ့တွေ့လို့ငိုခဲ့ရတဲ့မျက်ရည်တွေဟာများတယ်နော်ဘလို့အကြောင်းကြောင့်သင်ဟာမေ့လျော့ခြင်းကထိုက်တန်မလဲမမေ့နဲ့ဒါတွေကိုပြန်ပြီးတော့အမှတ်ရပါလို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိတဲ့ချိန်မှာသူတန်တန်မှာလောင်နေတဲ့တောကပရိဒေဝမိဟာငြိမ့်တယ်တောကပရိဒေဝမိငြိမ့်သွားပြီဆိုတော့စိတ်ကအတန်အသင့်ကြီးလာတယ်အေးလာတယ်ပေါ့နော်ပဒါစံတွေ